မိတ်ဆွေဉာဏ်ကောင်းနေဆိုတာဘာကိုပြောတာလဲ။ကျောင်းမှာအမှတ်အများကြီးရလား။ဝဲတွေအများကြီးရထားလား။ဒါမှမဟုတ်စာအုပ်တွေအများကြီးဖတ်တာလား။တကယ်တော့စိတ်ပညာရှင်တွေနဲ့သူတည်တနာတွေအရာဉာဏ်ရည်မြင့်မားတဲ့သူတွေ highly intelligent people တွေမှာတူညီတဲ့အထူးခြားတဲ့အပြုအမူနဲ့အကျင့်စရိုက်တွေရှိနေတတ်ပါတယ်။သူတို့ကတာမန်လူတွေနဲ့မတူဘဲနဲ့ကဘာကြီးကိုရှုမြင်တဲ့ပုံတွေပြဿနာတွေဖြေရှင်းပုံချင်းတွေမတူကြပါဘူး။ဒီနေ့ဗီဒီယိုမှာတော့မိတ်ဆွေကိုယ်တိုင်မှာပဲဖြစ်ဖြစ်ကိုယ့်ဘဝဝင်ခြင်းရလူတွေမှာပဲဖြစ်ဖြစ်ရှိနေနိုင်တဲ့ဉာဏ်ကောင်းတဲ့သူတွေရဲ့အကျင့်၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးချက်ကတော့မသိရင်မသိဘူးလို့ဝန်ခံရတာပါ။တော်တော်များထင်ကြတယ်ဉာဏ်ကောင်းတဲ့သူတွေကအရာအလုံးသိတယ်လို့လေ။တကယ်တော့ပြောင်းပြန်ပါပဲ။ဉာဏ်ကောင်းတဲ့သူတွေကကိုမသိတဲ့အရာဆိုရင်ဟန်မဆောင်ပဲနဲ့ကျွန်တော်မသိဘူးလို့ပွင့်လင်းလင်းဝန်ခံလေးရှိပါတယ်။အားကြောင့်လဲဆိုတော့သူတို့ကမသိဘူးလို့ဝန်ခံလိုက်မှအစ်တစ်ခုခုကိုတင်ယူဝင်ရမယ်ဆိုတာကိုနားလည်ထားလို့ပါ။တာမန်လူတွေကကိုယ့်ထိတ်ခါကြမှာကြောက်လို့ဟန်ဆောင်တတ်ကြပေမဲ့ဉာဏ်ကောင်းတဲ့သူတွေကတော့အမှန်တရားကိုသိရဖို့အတွက်ကိုယ့်ရဲ့မသိနားမလည်မှုကိုထုတ်ပြဖို့ဝင်မလေးကြပါဘူး။ကမ္ဘာကျော် Albert Einstein ကတော့ငါမှထူးခြားတဲ့ပါရမီဆိုတာမရှိပါဘူး။သိကျင်စိတ်ပြင်းပြတစ်ခုပဲရှိပါတယ်လို့ပြောခဲ့ပူပါတယ်။ဒုတိယတစ်ချက်ကတော့အရာရာကိုစူးစမ်းလူစိတ်ပြင်းပြနေတာ။ဉာဏ်ကောင်းတဲ့သူတွေဟာအရာတစ်ခုကိုလက်ခံလိုက်ဖို့ထက်ဘာလို့လဲ why နဲ့ဘလို့လဲ how ဆိုတဲ့မေးခွန်းတွေကိုမေးလေးရှိပါတယ်။ရွှေရှင်းတဲ့ကိစ္စလေးတွေမှာတော့သူများတွေမမြင်နိုင်တဲ့ရှုထောင့်ကနေစိတ်ဝင်စားလေ့လာတတ်ကြပါတယ်။တာမန်လူတွေကဒါကဒီလိုပါပဲလို့လက်ခံထားတဲ့အရာတွေကိုသူတို့ကဘာလို့ဒီလိုဖြစ်ရလဲတခြားနည်းလည်းမရှိဘူးလားဆိုပြီးအမြဲမေးခွန်းထုတ်လေးရှိပါတယ်။ဒီလိုစူးစမ်းလူစိတ်ကပဲသူတို့ကိုအမြဲတမ်းတိုးတက်နေအောင်တွန်းအားပေးနေတာပါ။တတိယအချက်ကတော့ပြောင်းလဲပြင်လွယ်ရှိတာပါ။ဉာဏ်ရည်မြင့်တဲ့သူတွေဟာသူတို့ရဲ့အယူအဆတွေအတွေးအခေါ်တွေပေါ်မှာအရန်ကြီးကောင်းမှမနေပါဘူး။အကယ်၍ပုံမှန်ကန်တဲ့အထောက်အထားပိုကောင်းတဲ့နည်းလမ်းတစ်ခုကိုတွေ့ပြီးဆိုတာနဲ့သူတို့ရဲ့အမြင်ဟောင်းတွေကိုဆွန့်လွတ်ပြီးတော့အစ်စ်ကိုလက်ခံဖို့ဝင်မလေးကြပါဘူး။သူတို့ကအခြေအနေအစ်စ်ပတ်ဝန်းကျင်အစ်စ်နဲ့ကြုံလာတဲ့အခါငါကတော့ဒီလိုပဲလုပ်တတ်တယ်ဆိုပြီးနေမယ်အစားအခြေအနေနဲ့ကိုက်ညီအောင်ကိုယ့်ကိုယ်ကိုပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။အခက်အခဲတစ်ခုကြုံရင်ညှဉ်းညူမနေပဲနဲ့ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုရှာဖွေနိုင်တာကဉာဏ်ရည်ညီမချင်းရဲ့လက္ခဏာတစ်ခုပါပဲ။စရုပ်တစ်ချက်ကတော့တယောက်တည်းနေရတာနှစ်သက်တာ။ဒါကလူမုန်းများတာအပေါင်းအသင်းဝင်မဆန်တာနဲ့မတူပါဘူး။ဉာဏ်ကောင်းတဲ့သူတွေဟာသူတို့ရဲ့အုံနောက်ကိုအနားပေးဖို့ပြန်လည်သုံးသပ်ဖို့နဲ့အကြံဉာဏ်သက်တွေထုတ်ဖို့အတွက်မိထိုင်းလို့ခေါ်တဲ့ကိုယ်ပိုင်အချိန်တွေလိုအပ်လိမ့်ရှိပါတယ်။သူဉာဏ်ပေါ်လို့ရိုက်နေတဲ့ပတ်ဝန်းကျင်ထက်တိတ်ဆိတ်နေတဲ့နေရာတွေမှာသူတို့ရဲ့စွမ်းဆောင်ရည်ကပိုထွက်လိမ့်ရှိပါတယ်။ဒါကြောင့်မိတ်ဆွေကလူတွေကြားထဲမှာပြောတတ်ပေမဲ့အခါတလေကိုယ့်ဘာသာအေးစစ်စစ်လေးနေရတော့ပိုသဘောကျတယ်ဆိုရင်ဒါဟာဉာဏ်ကောင်းတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။နောက်ဆုံးနံပါတ်5ချက်ဒါကအရန်အရေးကြီးပါတယ်။ကိုယ်စိတ်ကိုထိန်းချုပ်နိုင်စွမ်းလို့ခေါ်တဲ့ self control ပါပဲ။သိပညာစမ်းသပ်ချက်တွေအရဉာဏ်ရည်မြင့်မားတဲ့သူတွေဟာ delayed gratification လို့ခေါ်တဲ့ရရှိအကျိုးအတွက်လက်ရှိအပျော်ကိုဆွန့်လွတ်နိုင်စွမ်းပိုမြင့်မားကြပါတယ်။ဒီနေ့ဝါစားပြီးအိတ်မလား၊ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်မလား၊အခုပဲပတ်စံကုန်ခံပြီးပျော်ပါမလား၊အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမလား။ဉာဏ်ကောင်းတဲ့သူတွေကစိတ်ကိုအလိုမလိုက်ပဲကြိုးကြောင်းဆင်ခြင်ပြီးမှဆုံးဖြတ်လေးရှိပါတယ်။ဒေါသထွက်เสียကြုံရင်တော့မှချက်ချင်းမတုံ့ပြန်ပဲစဉ်းစားချင်းချိန်နိုင်စွမ်းရှိကြပါတယ်။ကဲမိတ်ဆွေဒီအချက်၅ချက်ထဲမှာမိတ်ဆွေနဲ့ကိုက်ညီတဲ့အချက်ဘယ်နှချက်ပါနေလဲ။အခုရှိတာကဉာဏ်ကောင်းခြင်းဆိုတာမွေးရပါပါရီတတ်မဟုတ်ပါဘူး။အခုပြောပြခဲ့တဲ့အချက်တွေကိုမိတ်ဆွေကိုယ်တိုင်လည်းလေ့ကျင့်ယူလို့ရပါတယ်။သိကျင်စိတ်ကိုမွေးမြူပါချင်းကိုတန်ဖိုးရှိရှိသုံးပါမိတ်ဆွေတို့မှာရောဘလို့ထူးခြားတဲ့အကျင့်လေးတွေရှိလဲ။ဉာဏ်ကောင်းစေတာကိုသိတာစေတဲ့ဒီအချက်၅ချက်အပြင်တခြားအချက်တွေရှိသေးတယ်ဆိုရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်နော်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသိပညာဘူးတရာရစေမယ်။အကျိုးဖြစ်ထွန်းစေမယ်ဆိုရင် like နဲ့ဆရာတက်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။မကြခင်မှာဆရာတက်တို့မိတ်ဆွေတို့ကိုလက်ဆောင်အကြီးကြီးပေးဖို့ရှိတာကြောင့်ဆရာတက်တို့ရဲ့ Telegram channel အသစ်လေးကိုလည်း join ထားပေးပါအောင်နော်။ channel လေးကိုဒီဗီဒီယိုရဲ့ description မှာထည့်ပေးထားပါမယ်။ကဲမိတ်ဆွေတို့ဆရာတက်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။